တင့်လုပ်ငန်းခွင်မှာအလုံးလုံးချင်စိတ်တွေပျောက်ဆုံးနေပြီလားတင့်အတွက်ကြောင်းသင်ခန်းစာတွေကခေါင်းရှုပ်နေပြီလားတင့်ကွန်တက်ဖန်တီးနိုင်မှုတွေပျောက်ဆုံးနေပြီလားလေ့ကျင့်ခန်းတွေလုပ်ရတာပင်ပန်းလို့ဆက်မလုပ်ချင်တော့ဘူးလားဒီလိုမျိုးတွေကြုံလာပြီဆိုရင်ကျွန်တော်ရဲ့အားပေးစကားဝန်ဆောင်မှုလေးနဲ့မိတ်ဆက်ပေးပါရစေညီလေးရဲ့ဖုန်းလေးကိုကြည့်လိုက်အခုမြင်နေရတဲ့ miss call တွေကညီလေးရဲ့ချစ်သူခင်သူတွေခေါ်ထားတာမဟုတ်သလားအကုန်လုံးကတောက်ကြီးသမားတွေကြီးပဲညီလေးရဲ့အကျွေးတွေကလေ level 2ကိုလည်းမကောင်းတဆင့်ပြန်ပြီးဖေနဲ့တောင်ပြန်ဝင်နေပြီအော်ငါဒီလုံးမှမပြောလို့ဆိုပြီးနောက်လို့ပြောင်းလို့လည်းမစင်းစားနဲ့နော်ညီလေးရဲ့တောက်ပါးကိုထက်တဲ့တောက်ချင်းရဲ့လူသမီးတောက်သုံးမကြတဲ့အရေးချင်းအကြောင်းဘယ်လုံးမှလည်းရမှာမဟုတ်ဘူးညီလေးကအလုပ်ကိုတောက်ပြင်းသေးတောက်ချိန်ဆွဲကိုတာတွေမပြီးလို့လာစာနေမယ်ဆိုရင်ငါညီလေးရဲ့အနေထားကြီးရလေဟဲ့ဒီမှာမြင်လားကျဲဦးကိုလေးစိတ်စိတ်ပြီးနှစ်ရက်ခွဲစားမယ့်အနေထားကြီးညီလေးရဲ့အနေထားတော့မပရီတီငါညီရဲ့အဲ့တော့ညီလေးဘာလုပ်ရမလဲဆိုတာသိပြီလားဟောပြီးတော့ရော့ YCBNC အားစေးလမ်းဆန်းတက်ကြွပြီးစိတ်ဖူးစီမှုကင်းအောင်တောက်လိုက်စေးဖို့တော့ညီလေးရဲ့လက်စာတွေကပဲဖြတ်လိုက်မယ်နော်ငါညီလေးကတော့စေးဖို့လေးကြည်အောင်ယုံနိုင်အောင်ပေါ့အားပေးစကားဝန်ဆောင်မှုကရုံးဝင်နှန်းတွေအတွက်တင်မဟုတ်ပဲကျောင်းသူကျောင်းသားတွေအတွက်လည်းရှိပါတယ်ညီလေးဒီမှာချင်းညီလေးရဲ့ဆောက်ဆိုရယ်နော်ညီလေးရဲ့ body ကလည်းညီလေးကင်ထားတဲ့ဘောဝင်လိုပဲအဖူးထစ်အဖောင်ကိုင်းဘာမှမရှိဘူးအပြောင်းနိုင်ဩပြီးတော့ဒီမှာကြည့်ဦးညီလေးရဲ့ပတ်စံရေးညီလေးရဲ့ရုပ်ဆိုးတဲ့ပြင်ပတ်စံတွေဘာမှရှိမနေဘူးနော်ဒီလိုပုံစံမျိုးလို့ဆိုညီလေးဘယ်နည်းနဲ့မှဆော်ရမှာမဟုတ်ဘူး။အော်ဆော်မရလည်းဘာဖြစ်လဲငါဂေးလုံးမှာပဲလို့စိတ်မကူးနဲ့နော်။ဟောဒီမှာကြည့်။တကဘာတော့ကဂေးတွေကုန်တော့ချစ်ဖို့ကောင်းတယ်ညီလေးရဲ့။ညီလေးဆိုတာမျက်နှာမောင်ကြီးအလုပ်ပြုရတဲ့အဓိကအကြောင်းရင်းပဲ။ညီလေးစာကြိုးစားပြီးတော့လူကောင်းကောင်းရမှာဆော်ရနိုင်ကြီးရေးရေးလေးရှိတာ။အဲ့တော့စာကြိုးစားတော့ညီလေး။ညီလေးစာကြက်တဲ့အခါအုံနောက်နဲ့အောင်ကျော်အားနေတာကြီးတက်တာအောင် YCBNC ဆေးလေးကိုတောက်အားပေးစကားဝန်ဆောင်မှုဟာလူပေါင်းများစွာကိုကူညီနိုင်ပေမဲ့တခါတရံကူညီလို့မရတာကြီးလည်းရှိပါတယ်ညီလေးကွန်တက်ရေးကိုခေါင်းထဲကမထွက်တော့ဘူးလားမဟုတ်ပြင်းလို့ထိုင်နေညီလေးအကျွေးတွေဆက်ချင်မှဖြစ်တာပါပူလောင်ခြင်းပူလောင်အကျွေးရှင်နေရတော့ပူလောင်မှလည်းပတ်စံမရမှာသူတို့ဟုတ်ညီလေးအရေးချင်းမရှိတော့အလောက်ကမရပြင်းပါရဲဆိုဗျာအဲ့ဆိုညီလေးထမင်းမစားတော့ဘူးလားအိမ်ကကတ်စားမှာလိုက်လောင်းပလန်အိမ်ကမကြွေးတော့ရောအမျိုးတွေအိမ်စီသွားမယ်လေအမျိုးတွေကမကြွေးတော့ရောလူမှုကူညီရေးအတင်းတွေတော့ရှာထားတယ်အသက်ကြီးလာရင်တော့ဘဝရိတ်တာသွားမှာအဲ့ဆိုညီလေးဆောက်လို့မလုပ်တော့ဘူးလားမပြင်းတော့ရင်လောက်မလေအဲ့ဒါဆိုအလုံးလုံးတဲ့ချိန်ခွန်အားရှိရင် YCBNC အားစေးလေးတောက်မလားအလကားတိုက်မလားတိုက်မယ်လေရေအားပေးစကားဝန်ဆောင်မှုလေးကရုံးဝင်နှန်းတွေတော့ပဲမဟုတ်ပါဘူးလေ့ကျင့်ခန်းလုပ်ပြီး personal development အတွက်ကြိုးစားနေတဲ့သူတွေအတွက်လည်းရှိပါတယ်ညီမလေးဒါညီမလေးတက်နေတဲ့သင်တန်းအမှတ်စင်းလေးမဖြေတဲ့သူနဲ့တည်တဲ့သူပဲကြားတဲ့ဆောင်ပွဲမှာငါညီမလေးကမအောင်ဘူးနော်ညီမလေးရဲ့ IQ level ကဒေဝဲတက်နေတဲ့စီပူအေးရောက်နေတယ်ညီမလေးရဲ့ပြီးတော့ညီမလေးရဲ့စောက်ကျင်လည်းမကောင်းဘူးနော်ကိုရှိရင်ဖွက်ထားတယ်သူများရှိရင်ကတ်စားတယ်တငယ်ချင်းတွေကတော့ငါညီမကိုဂုံစင်းကိုဝေလို့ခေါ်တာပဲအပေါင်းအသင်းတွေကလည်းမပေါင်းကျင်တော့ဘူးညီမလေးရဲ့အော်အဲ့တော့လည်းဘာဖြစ်လဲငါနိုင်ငံခြားဘာသာတင်ပြီးနိုင်ငံခြားသွားမယ်လို့လည်းမတွေးလိုက်တဲ့နော်ငါညီမဂျပန်စာတင်လာတာ9နှစ်ရှိပြီမလား ငါညီမကြောင့်ဂျပန်စာတင်လောကကိုဆုံးလွတ်သွားတဲ့ဆရာတွေရောတင်တန်းတွေရောမနေမနှော့တော့ညီမလေး
ညီမလေးရဲ့စောင်းတော့လည်းမကောင်းဘူးနော်အဲ့တော့စောင်းတော့လည်းမကောင်းစောက်ကျင်လည်းမကောင်းတော့ body လက်မှဖြစ်မယ်ဒီဟုတ်တယ်မလားရော့လေ့ကျင့်ငယ်လုပ်ရင်ခွန်အားပြေဝသွားအောင် YCBNC အားစီးကိုတောက်သူကခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်အရေးပါတဲ့ဗီတာမင် B complex နဲ့ဗီတာမင် C ပါတယ်ညီမလေးပြေးထားညီမလေးရဲ့တောက်ကျင်လည်းမကောင်းဘူးတောက်အောင်တော့လည်းမကောင်းဘူးပြေးထားညီမလေးပြေးထားညီမလေးရဲ့တောက်ကျင်လည်းမကောင်းဘူးတောက်အောင်တော့လည်းမကောင်းဘူးညီမလေးပြေးထားတောက်ကျင်လည်းမကောင်းတောက်အောင်တော့လည်းမကောင်းဘူးကဲတင်ပေရမှာပဲဖြစ်ဖြစ်လှုပ်ချင်ကြိုင်ချင်စိတ်တွေပျောက်ဆုံးနေပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အားပေးစကားဝန်ဆောင်မှုလေးကိုတတိယလိုက်နော်